Search for Common Ground ရဲ့ Peace Media Lab Chin State ကနေကြိုဆိုပါရစေ။ဖခါမျိုးရဲ့လက်တလော COVID-19 ရောဂါပေါ်သတင်းမှားများဒါမှမဟုတ်အမုန်းပွားစကားများအပေါ်ဖခါမျိုးရဲ့လေးစားရသောပုံကူများထံမှထင်မြင်ယူဆချက်များကိုနားထောင်ကြည့်ရအောင်။ဒီချိန်မှာဒီပြည်သူတယောက်ချင်းစီနေနဲ့တတိထားမဲ့ဟာလေးတွေရှိပါတယ်။ဆိုတော့ဒီ social media ပေါ်အရင်သုံးပြီးတော့ပြည်သူတွေကနေကိုယ့်ရဲ့စိတ်ဒဏ်ရာတွေမရနိုင်အောင်ပေါ့နော်။ဆောင်ရံလေးတွေလိုက်နာဖို့တွေအများကြီးရှိပါတယ်။ဥပမာကျွန်တော်တို့ဒီမနက်နိုးလာတာနဲ့ဒီကိုဗစ်အကြောင်းပဲဖြစ်ဖြစ်ကိုဗစ်အကြောင်းကိုပဲတောက်လျှောက်ကြည့်နေတဲ့ဟာမျိုးတွေကိုရှောင်ရှားတင်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကိုဒီစိတ်တိုင်းရပေးတဲ့အချိန်မှာစိတ်ဖြစ်စီမှုတွေပေးတဲ့အချိန်မှာဒီမမှန်မကန်တဲ့သတင်းတွေလည်းအများကြီးပါလာတာပေါ့နော်ပြီးလို့ရှိရင်အခုကျွန်တော်တို့ဆိုလို့ရှိရင် social media မှာဒီဘာသာရေးကြောင့်ပဲဖြစ်ဖြစ်ဒီ hate speech တွေရမ်းများလာတယ်တယောက်နဲ့တယောက်တိုက်ခတ်လာတယ်ရမ်းများလာတယ်ဆိုဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိအခြေအနေလူမျိုးမှာဆိုအဲ့ဒါတွေကိုရှောင်လိုက်ပေါ့နော်ပြီးရင်နောက်တစ်ခုကမှန်ကန်တိကျတဲ့သတင်းတွေကိုဘယ်ရနိုင်လဲဆိုတော့ဒီသတင်းအရင်းမြစ်ပေါ့နော် information resource တွေကိုတတ်မတ်လေးရှာပေးကြပါလိုက်နာကြပါဥပမာဒီခါတိုင်းဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ Facebook page ဆိုလို့ရှိရင်ဒီကျမဝန်ကြီးဌာနကို like ပဲ like ထားတယ် see first တို့ဘာမှမလုပ်ထားဘူးဆိုတော့ခါကျတော့သူတို့အနေနဲ့ update ကိုမြင်ကြည့်နိုင်သူတို့စီကနေလာတဲ့ update ကဒီယုံကြည်စိတ်ချရတဲ့သတင်းအမှန်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုပဲ see first လုပ်ပြီးတော့ထားတဲ့ဟာမျိုးပေါ့နော်ကိုနဲ့ဒီသတင်းတွေဖွာပြီးတော့သတင်းတွေရှောက်ရေးတဲ့သူတွေကိုဒါဒီကောင်တော့မမှန်တော့ဘူးဆိုတဲ့ဟာမျိုးကိုအတိအဉာဏ်လေးတွေတစ်ချက်တော့စဉ်းစားစေချင်တယ်ပြီးရင်ဒီ social media ပဲဖြစ်ဖြစ်ဒီ screen time မှာပဲကိုယ့်ရဲ့နေ့စဉ်ဘဝကိုသုံးပြီးတော့ဒီအရန်စိတ်ညစ်နေမဲ့အစားအပြင်မှာလိုက်နာရမယ်master တာတို့လက်စေးတာတို့ဒါမှမဟုတ်လို့ရှင်ကိုဘာတကူဒီ max with max လေးတွေချုပ်တတ်တယ်ဆိုရှင်အဲ့လိုမျိုးလေးတွေပေါ့နော်ကိုစိတ်ကိုတတရအောင်လုပ်ပေးနိုင်တဲ့အရာလေးတွေပေါ့ဒါမှမဟုတ်လို့ရှင်ဒီချိန်မှာစာကြိုဖတ်ပြီးတော့စာကူများဖတ်ကြမလားဆိုတော့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်သိချင်တယ်မမှန်မကန်တဲ့သတင်းတွေအများများတယ်ဆိုတော့ကိုအသိဉာဏ်နဲ့ကိုဘေးတိုင်းတာထိဖတ်မယ်ဘေးတိုင်းတာထိဘေး resource ကမှန်တယ်မမှန်တယ်ဆိုတော့ဟာတွေကိုကိုသိရင်ကိုဆုံးဖြတ်ပေးကြပါပြီးလို့ရှိရင်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်အခုမြန်မာကျမ်းမာရေးဌာနဆိုလို့ရှိရင်လည်းဒီ Viber ကနေပဲဖြစ်ဖြစ် WhatsApp ပဲဖြစ်ဖြစ် Facebook ကပဲဖြစ်ဖြစ်ပေါ့နော်ဒီ information တွေသတင်းချက်လက်တွေကိုတို့တက်နိုင်သမျှ update လုပ်ပေးနေရပေါ့နော်အဲ့လာတွေကိုပဲကျွန်တော်တို့ယုံကြည်စိတ်ချတဲ့သတင်းလေးတွေကိုပဲကျွန်တော်တို့ကြည့်ပြီးတော့တခြားဟာတွေဆိုလို့ရှိရင်စိတ်နှောက်ယှက်ဖြစ်မယ့်ဟာတွေဆိုလို့ရှိရင်နည်းနည်းလေးချောချရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ယောဂကအလုံးကျွတ်သစ္စာနဲ့ဖြစ်နေတယ်။နောက်တစ်ခုကဒီသက်ဆိုင်ရာဌာနတွေကနေပြီးတော့မှရှင်းလင်းပြတ်သားပြီးတော့မှအတိကျတဲ့သတင်းချက်လက်တွေအချိန်နဲ့တပြေးညီမရနေတဲ့အခါမျိုးမှာလူတွေကပို့ပြီးတော့အကြောက်တရားတွေကပို့ပြီးတော့ကြီးလာတယ်။ဆိုတော့အကယ်၍သာယောဂဝေဒနာရှင်တွေ့တယ်ဆိုရင်တော့မှအစိုးရကဘလို့စီမံခန့်ခွဲထားပါတယ်ဘလို့တာဝန်ယူဆောင်ရွက်ပါမယ်ဆိုတဲ့ဟာမျိုးကြိုတင်ပြီးတော့မှသတင်းစကားတွေပေးမထားတဲ့ခါမှာဒီဒေတာခံလူထုတွေရဲ့ဒီတုံ့ပြန်မှုကတော်တော်လေးကြောက်စရာကောင်းခဲ့တယ်ပေါ့နော်ဆိုတော့အထူးသဖြင့်တော့ဒီယောဂဝေဒနာခံစားရတဲ့သူတွေထဲမှာဒီအများဆုံးမှ9%10%လောက်ပဲတည်ဆုံးကြတယ်ဆိုတဲ့ဟာမျိုးတွေနောက်တစ်ခုကတေချာကကွယ်လို့ရှိရင်တော့မကူးစက်နိုင်ဘူးဆိုတဲ့ဟာမျိုးတွေကိုကျမတို့ရှင်းလင်းလေးအားလုံးနားလည်လက်ခံနိုင်တဲ့အဆင့်ထိရောက်အောင်ဆောင်ရွက်ထားနိုင်ခြင်းမျိုးမရှိတဲ့အတွက်ကြောင့်မလို့ဒီမလိုလားအပ်တဲ့အမုန်းတရားနောက်ဒီအကြောက်တရားပေါ်မှာအခြေခံတဲ့သတင်းစကားမဟုတ်မမှန်တဲ့သတင်းစကားတွေဖြန့်ဝေမှုဒါတွေကိုကျမတို့အများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ကျမတို့အားလုံးဒီအကြောက်တရားအောက်မှာပဲနေလာတာကြာတဲ့သူတွေဖြစ်တဲ့အတွက်ကျမတို့ကအရင်ဦးဆုံးဒီပြဿနာတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုဗစ်ကိစ္စမှာပဲမဟုတ်ဘဲနဲ့တခြားဒီ gender based violence ဒီမာယောနောက်ဒီကလေးမဒိန်မှုကိစ္စတွေမှာကျမတို့အများဆုံးတွေ့ရတာပါလဲဆိုတော့ victim blaming ပေါ့ဆိုတော့ခံစားရတဲ့သူကိုပြစ်တင်ရှုံချတဲ့ဟာကကျမတို့အရန်ကိုအားလုံးအလင်းစလိုလောက်ကြတဲ့ပထမဦးဆုံးအမြန်တုံ့ပြန်ကြတဲ့တုံ့ပြန်နည်းတစ်ခုတော့ဖြစ်နေတယ်ဒါကတော့ကျမတို့အားလုံးဝိုင်းဝန်းစူးစမ်းပြီးတော့မှကျမတို့ short ချနိုင်ဖို့အရင်ရေးကြီးပါတယ်လက်တလုံးမှာဒီယောဂဝေဒနာခံစားနေရတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုတွေအဓိကလိုအပ်တာကဒီစိတ်ပိုင်းဆိုင်ရာခွန်အားနောက်ဒီတခြားသောနည်းလမ်းတွေအားဖြင့်သူတို့အပေါ်မှာပြသတဲ့မေတ္တာတွေကိုအဓိကလိုအပ်နေတာဖြစ်ပါတယ်ဆိုတော့ဒီစိတ်သာခိုင်မယ်ဆိုလို့ရှိရင်ဒီယောဂကိုအောင်မြင်မြင်နဲ့ပို့ပြီးတော့တွန်းလှန်နိုင်တဲ့ရခိုင်နှုန်းမှာပို့ပြီးတော့များတယ်ဆိုတော့အခုချိန်မှာကျမတို့အားလုံးမှာအရန်ကိုတောင်းကြီးနေတာပါလဲ
ဆိုလို့ရှိရင်ဒီဝေဒနာခံစားနေရတဲ့သူတွေနဲ့ပတ်သက်တဲ့အမုန်းစကားတွေတက်နိုင်တဲ့လောက် short ချဖြတ်တောက်ဖို့အတွက်ကိုကျမတို့ social media ကိုအသုံးပြုတဲ့အခါမှာလည်းပို့ပြီးတော့မှတာဝန်တိတဲ့တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ကျမတို့စတင်ပြီးတော့မှအသုံးပြုဖို့အရင်ရေးကြည့်ပါတယ်ကျမတို့စီရောက်လာတဲ့သတင်းချက်လက်မှန်သမျှကိုမှန်ကန်သလားလိုအပ်သလားတိကျတဲ့အရင်မြင့်ရှိရလားဆိုတဲ့ဟာမျိုးကျမတို့အရင်စုံစမ်းပြီးတော့မှဒီ share တင်ရင်အမှန်တကယ်လိုအပ်မှသာကျမတို့ share တဲ့ပုံစံမျိုးအဲ့ဒါမျိုးချင်းသုံးချင်းအဖြစ်ကျမတို့ကဒီအားလုံးအတွက်ကိုမလိုလားအပ်တဲ့ဆိုးကျိုးတွေကို short ချဖို့အတွက်ကျမတို့အားလုံးကပူပေါင်းပါဝင်ဆောင်ရွက်ဖို့အရင်ရေးချပါတယ် tu chan chu kan thai ban tu pin telephone nge mi kam ti lo tar pa song ne telephone ne tlai ti ga social media long te khai rin si social media ni khan le misinformation de te wrong information de in tho an than mi kha an phone chung hong kai ti ka phone an zo mi khan fak tuk nan re sul to ta chun na ga che mai wan chi thana te zong ni si se mi dang thiam nak si boi ti ha zong ni ti tuk ding zong si lo zia le ra rin a chun a hre zong hrel kho mi si zia nên cần xin câu thì cả hiện tí chú tí đinh sẽ câu này tí túc lom làm lệ thiên phang lao túc ý đinh xí lâu gì cần xin câu xin là in chú social media chiếu khát ní chúng tăng cầm hút nạc lệ chan chạy lạc riêng mang in thil khi bắt khát tiệt trang mì cái bắt thum bịa chân tar thì bên tổ chúng pin bao pin thong con chơi ta chúng nạc negative long sẽ negative bắt sẽ câu mình hả positive sẽ anh ấy tin khẩn tin se hay đi bận tục rum rau khi tăng cầm hút du nạc rum rau thì cha khẩn triệt mi tu hi chu mi za pi kan tin phan ter na hi chu hau pau ni kan ma kan thiam bi tin nak zong se lo kan ma ne tik bit mi kan trial tin nak zong ki se lo in kan in zoom deu hau cha an kan ma zong kan pal ve asina kan ni hi kan in outet bi lo nak kan pal an zoom pal mi rep nak ka thai singa kan tu lang mang atu zan ni la na kan tu lang mang ka si ti ga pal mi rep nak zong he tu angap mi sin hau si lo kan pal as kan pal tin hau si katang kamu duang riang mang in ning chang lo pin thong til le thong kha kha jim na lau si la ruang chu social media hi tang kamu nak long kan han se chun mi za pi cha kan thin no vai vat nak kan kho nak vai vat nak lau nak a chok kho mi si thong pang hi an pai ka chok mi pau chu ka nak noi kan nei asina in saka sa kha achela tha theidang loi ka thori ka se chun kan mi pi an lau lai an thin phang lai hi ti ka til nak nol chan nei asnan an til tik tu hin man mi adik mi a fel mi reliable source si hawe chu itam pi ni kanira rin haw mi se covid-19 chu kan thai je ban tung balai bi man ti iron ven mi se ve hi ti ka kan ni chin ram chu lam sul pe te na cherry si na theory tam pi about mi kan thai teng kan thai leng luang hi tuk hin theory zong about thop na ka si boi te zong theory nei lo liawa hin rồi thấy tụi cái thì tụi đều ở hình social media này sẽ cần mở trong này sẽ cầu sẽ cái thòng tích lâu thòng bằng hoàn lâu cả thật lâu tiền mà mi thòng giá pi ra lên khổ nào đinh giá pi thằng làm điệu nào đinh dòng sẽ cầu sẽ chuẩn chip ngay lâu mi cha lên nô là ngay về lâu mi cha tụi chuẩn trị nào dòng sẽ về cầu sẽ là ăn đích mi để tụi thằng khổ rồi nào sẽ đi khá chim khổ mi sẽ mà cần bị cái ngay